အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ချက်သားအုံလို့စီပြန်တရသီးတုံးနဲ့ကော်ရခါညွန့်ဟင်းကြိုလို့ချက်ပါမယ်အရင်ဆုံးချက်ပေါင်တစ်ချောင်းကိုဂျင်းစားချက်သွန်ဖြူနဲ့ပြုတ်ထားပါဒါတွေကတော့ချက်သားအုံလို့အတွက်ပေါင်ပစ္စည်းတွေဖြစ်ပါတယ်ဒါကတော့ကျမနဲ့ဟင်းလူချက်မှတ်ကလေးပါချက်သားကိုစားတပ်ပြာရည်နဲ့ရုပ်ကောင်းတို့ထည့်ပြီးတော့တစုံတစ်ယောက်ရဲ့မျက်ခွက်လိုသဘောထားပြီးအရသာဝင်အောင်နာနေပါနေပြီးသွားရင်အဖုံးအုပ်ပြီးနှက်ထားပါချက်သားနှက်ထားတဲ့အချိန်မှာချက်သားရဲ့ထက်ချက်မဲ့အသေးလေးတွေကိုကျမကပြင်ဆင်ပြီးတော့ကျမကလေးကကောက်စားပါတယ်ဒါကတော့ပြင်ဆင်ထားတဲ့အသေးရွက်တွေပါအားလုံးပြင်ဆင်ပြီးသွားရင်နှက်ထားတဲ့ချက်သားတွေကိုစီပြဲမှာနှင်းထည့်ပြီးတော့မျက်နှာပြင်လေးတင်းသွားရင်ကြော်ပေးပါမယ်တွင်းသားတွေချက်သွားတဲ့ဒီကြော်ကြမလို့ပါဘူးပြီးရင်ချက်သွန်ပြီးချက်သွန်ပြင်းနဲ့ရုပ်ပြီးမုတ်တို့ကိုထည့်ပြီးစီတက်ပါမယ်အုံလို့နဲ့ပြောက်မှာဆိုလို့ချင်းတော့မထည့်တော့ပါဘူးဟင်းအနှစ်စီပြန်လာဆောင်ရင်တရသီးပေါက်ပါတရသီးပေါက်နေတော့လာချွဲတဲ့ကလေးကိုလည်းအပွားပေးရပါသေးတယ်ပြီးရင်ပေါက်ထားတဲ့တရသီးကိုပါလိချပါမယ်ဟင်းအနှစ်စီပြန်ပြီဆိုလို့ရှိရင်ခရမ်းမီလေးနဲ့နန်းနန်းလေးထည့်ပြီးတော့ခရမ်းမီလေးနှစ်ကြအောင်ချက်ပေးပါမယ်ဟင်းချက်ရင်ကလေးကို entertain လဲလုပ်ရပါသေးတယ်ကိုဟင်းချက်နေတာအဆင်ပြေမပြေလဲသူ့ကိုမေးရပါသေးတယ်ခရမ်းမြင့်လေးအနှစ်ကျသွားပြီဆိုရင်အုံလို့ဖောက်ထည့်ပြီးအုံလို့အနံ့လေးမွေးလာတဲ့အထိတည်ပြီးပါတမယာသီးလေးရတာမြင်စားလိုက်ရမှတင်တဲ့ကလေးပါအုံလို့အနှစ်ရပြီဆိုရင်ချက်သားရဲ့မုံလာဥနီလေးတွေရဲ့အုံလို့အနှစ်ရဲ့ထည့်ပြီးတော့မီးအေးလေးနဲ့ချက်သားတွေလူရဲ့အထိတည်ပြီးပါမယ်ချက်သားတည်တိုင်းရင်မီးဖို့ကြောင့်တစ်ခေါက်ရှင်းပါတယ်ပကံဆေးရင်လည်းတစ်ချင်းဆိုရပါတယ်ပြီးရင်ကလေးနဲ့အတူကော်ရခါညွန့်နေတင်ပါကော်ရခါညွန့်တင်နေရင်လည်းတစ်ချင်းဆိုပါချက်သားအိုးဆူလာရင်ကလေးကိုအပေါ့ငန်းမိခိုင်းပါချက်သားဆက်တဲထားရင်တရသီးတုပ်ပါမယ်ဒါကတော့ပါဝင်ပစ္စည်းတွေပါအတုပ်တွေမှာငပိကိုအစိမ်းထည့်တာတက်ဆိုင်ကြော်ပြီးထည့်တာအနံ့မွေးပြီးပူစားကောင်းပါတယ်နောက်ဆုံးအနေနဲ့ကတော့ပုတ်ပွက်ဆူနေတဲ့ချက်ပြုတ်တွေထဲမှာကော်ရခါညွန့်တွေထည့်ပြီးလက်စတက်လိုက်ပါမယ်တရသီးတုပ်မှာချက်သွန်လေးစီချက်ဖြူဖို့မေးပါနဲ့ဤစိမ့်ဆောင်တက်နေတဲ့ချက်သားအုံလုံးချက်ကိုအီးပြေးတရသီးတုပ်နဲ့ဟင်းရဲ့အကြီးလေးနဲ့တွဲစားရတာအရင်ကောင်းပါတယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်တဲ့အတွက်ချင်းမိုင်မျိုးရဲ့နေဝင်ချိန်လေးကိုပါ bonus ထည့်ပေးလိုက်ပါတယ်အားလုံးပဲမအားလာပေးရမြင်မြင်ကင်းဝေးကြပါစေ